Kudoleya wale walu sidana shiji jiji saitata do yala abidi Kudoleya wale walu sidana shiji jiji saitata do yala abidi Sabarwi umulya Pakwan ini, saikwan ini, lejana, sajana, sini lama, jalan mari. Simba, sing a song is one. Two times Kombi Mahama, Chokta Madamia, Kaupetina, Sayedaba, Mayu Jatonga, Sa, Alo Sasa Yaya, Pitomari. Leia said you, Ima Puli, Beauty Saba, Tobi, Ahu Mande, Saito, Lovi, told Lumi, Suresana, Ludamu Adua. မိမိတို့အနေနဲ့လာလာစူးစောင်းလာတဲ့ငွေကြေးဥစ္စာဒဏ္ဍာရီ
ဒီကနေ့သာသနာလူတွေကသာသနာလူမမတို့ကအလကားကျွေးတယ်အလကားပေးတယ် မမ ဟုတ်တယ်နော် ဟောပါ ဒါကြောင့်မို့လို့အလကားပေးအလကားကျွေးတယ်နေလူနေမြေကြီးအရေးဆရာတိဟုဆိုတရားမန္တတော်ကြီးထိုးထားပါတယ် ဟုတ်တယ်ဗျူ မြည်သူမစိုးဝင်ရောက်နားခိုခွင့်ကိုပေးတယ်နေပါ မမ ဝင်ရောက်နားခိုရုံနဲ့မကပါဘူးခင်ဗျာဝင်တော်မူပါထွက်တော်မူပါရဲ့နဲ့ရိုးရိုးသေးသေးလေးလေးစားစားနဲ့ကျွေးမွေးဧခံနဲ့နေပါကျွေးမွေးဧခံရုံနဲ့မကလောကကြီးမှာအမျက်ဆုံးတည်းဟူသောတရားအလူကိုလည်းပဲဒီကနေ့ပေးကမ်းလူရန်လိုက်ပါပြီ ကောင်းတယ်ဗျာလေရမြေဆိုတဲ့တေးသချင်းကအင်မတန်မှမွန်မြတ်တဲ့ကိုခိုင်တို့ရ ဟုတ်ကဲ့ ဘာကြောင့်လဲတနည်းထွေးကြည့်လေဗျာ ဘာကြောင့်ပါလဲ ကျတို့အကြီးထွေးရတောင်ပြောသေးတယ် ဘာပြောပါလဲ ဖဲကြီးမြတ်ရင်တော့ဖဲရင်ညှပ်ပြီးမြေဆိုင်ဖះသူကတဲအောင်ပါတဲ့ ဟုတ်ကဲ့ မြေဆိုင်ဖះတဲရင်ရှုပ်ထွေးတဲ့ရုပ်သေးစက်တွေတော့တို့တော့မငားတော့ဘူးတဲ့ မှန်ပါ မန္တလေးမြို့မှာနိုင်ငံတော်ရဲ့ရွှေတသုရှိရှစ်စုရှင်ဖြစ်တဲ့မြတ်ပြူဆိုင်ပါမှာငွေခွက်မှာပြီးရေဆက်ချမယ်လို့သူ့ပြီးတောင်ပြောသေးတယ်တဲ့ခိုင်ထူးရ ဒီကြတော့ဦးမလွင်ကြီး ရ ကုံပြသွားတာကလေယာမြေတောင်သူလေသမားအတွက်အလုတ်ကအလုမတို့အတွက်တရားမန္တတော်ကြီးအတွက်အလုံးစုံလင်အောင်ဂုဏ်ပြုခြင်းမှာ မမ ရှေ့တဲ့နေရာမှာရှေ့ကတချင်းစာသာရေးတဲ့နေရာမှာအတီကုံအညွန့်ပွဲဆိုသည့်အတိုင်းပဲ ဟုတ်ကဲ့ တချင်းတစ်ပုတ်ရေးတော်မယ်ဆိုရင်တချင်းနဲ့ပတ်သက်တဲ့အရာကိုလေ့လာလိုက်စားပါတယ် ဒါပေါ့ ဟုတ်တယ်နော် ဟုတ်တယ် ရေးသားထားတဲ့ပုံကိုကတော့ကျွန်တော်တို့ရဲ့ဖိုးဆရာကျွန်တော်တို့ရဲ့ဘာဖြစ်တဲ့နိုင်ငံတော်ဗစီစတင်းရဲ့ဆရာဖြစ်တဲ့စာဆိုရှင်အဖဥပိဟန်ကရေးသားထားပါတယ် မမ လေယာမြေတီးသချင်း ဟုတ်ကဲ့ ဟုတ်တယ်နော် ဟုတ်တယ်ဗျာ သူခင်နဲ့သူ့အခါပေါ့ဗျာ ဒါပေါ့ ဆိုင်ရဲ့တမိုင်းအရှိတိုင်းပြောရရင်တော့ဦးမန်းလွင်ကြီး ဗျ နန်းတွင်ဆရာဖေးဟာနေမျိုးကျော်သွားကောင်းဆိုတဲ့ဘွယ်ကြီးနဲ့အတူဘွယ်သူရှစ်ချက်အလန်းတိုင်းရှစ်လက်နဲ့ဖမ်းမတိုင်းကရှစ်လုံးဒါတွေမကမြန်မာဆိုင်ဝိုင်းရဲ့အနောက်မင်းပေါထပ်မှာတက်စင်ရန်ဆိုပြီးတော့ရွာသားမောင်ဖေးဆိုတဲ့ရွှေစလုံးမှာခေါင်းစီစာတန်းနဲ့တကွ ဟုတ်ကဲ့ ထမြံပါပြည်မန္တလေးတိုင်းကြောက်ဆယ်ခရိုင်ပလိမ့်မျိုးအနီးကစီစုံဆေရွာကြီးကိုအပိုင်စားအပိသနာခံရပါတယ် မမဗျာ ဟုတ်တယ်နော် ဟုတ်တယ်ဗျာ ဒါကြောင့်လည်းပဲရှေ့ကရွာသားလို့ခေါ်တွင်ခဲ့တာကို ဟုတ်တယ်ဗျူ ဒါကြောင့်မို့လို့လူတော်မင်္ဂလာကြီးအတွက်အလုတ်တကအလုတ်မတို့အတွက်တရားမန္တကြီးအတွက်ဒီနေရာဒီဌာနမန္တလေးတက္ကသိုလ်စိန်ဆိုင်တော်ကြီးဖြစ်ဂုံပြုတ်ခွင့်ရသည့်အချိန်မှာမန္တလေးတက္ကသိုလ်စိန်မြပြုစီယာမဘယ်ကဲ့သို့တိချင်းဘယ်ကဲ့သို့တိရင်တိကျဖြစ်ဂုံပြုတ်မယ်ဆိုတာစိုင်းရဲ့အသွားလာစိုင်းရဲ့အခင်းချင်းကိုခမည်းတော်ကျုပ်တို့ဤကဲ့သို့နာခံကြည့်ကြပါစို့ဗျာ နားဆင်ဗျာစေ ဟေး အေး လုံစမ်းမရွာစား ဂုံပြုတ်ရတဲ့ဒီရင်ဒီချက်က ဟုတ်ကဲ့ နေဒီရင်ဒီချက်လည်းပါတယ် မမ စီနီဝါဒလည်းအားလုံးဆုံးလင်းအောင်ဂုံပြုတ်တယ် ဟုတ်တယ်ဗျူ ဒီကြတော့ရှေ့ဆရာတို့ရဲ့ဒီရင်ဒီချက်လားကိုယ်ပိုင်တီထွင်ထားတာလား မှန် အ ပါ လူတော်မင်္ဂလာကြီးကိုဂုံပြုတ်တာလားရက်မိရက်ဖများကိုဂုံပြုတ်တာလားဘယ်ကဲ့သို့တီးရင်တီးချက်ဘယ်ကဲ့သို့တီးသချင်းဆိုတာနားတဲ့တစ်မျိုးစမ်းနေတော့မရှိပါကိုမြပြုတ် ကိုခိုင်ထွေး မလဲပါခင်ဗျ မန်လွင် လူကလေး ဒီတချင်းဟာကျွန်တော်သာသနာအလှတိုင်ကလူတိုင်ကမှမိသားစုအတွက်အလွန်လိုက်ဖက်တဲ့တချင်းဆိုရင်လည်းမမှားပါဘူး ဟုတ်ကဲ့ ဟုတ်လားနော် မမ ဒီနေ့ကိုသက်ရလို့ဖြစ်လာ
ဟုတ်ကဲ့ ဒေါ်ထွေးငယ်ရဲ့လို့ဖြစ်လာ မှန်ပါ မိဘနှစ်ပါးရဲ့ကျေးဇူးတွေအများကြီးပါ ဟုတ်တယ်ဗျ ဟုတ်တယ်ပေါ့ ဟုတ်လား ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်လည်းစိတ်ညစ်ပြူးရဲ့လို့ဖြစ်လာတာမိဘနှစ်ပါးရဲ့ကျေးဇူးပါ မှန် မ ပါ မ ကျန်တဲ့ကျေးဇူးတွေကျွန်တော်မပြောလို့ပါဘူး ဟုတ်ကဲ့ လူရဲ့လို့လူဘဝတွေကိုဆွဲခေါ်လာတဲ့ကျေးဇူး မှန်ပါ ချီစုံလက်စုံဟုတ်လား ဟုတ်ကဲ့ ချီစုံလက်စုံစိတ်ကောင်းနှလုံးကောင်းနဲ့မွေးလာတဲ့မိဘရဲ့အဲ့ဒီကျေးဇူး ဟုတ်ကဲ့ အများကြီးမဆက်ပါနဲ့မွေးကျေးဇူးကိုတော်တော်ဆက်ယူရပါလိမ့် ဟုတ်တယ်ဗျာ ဟုတ်လား ဟုတ်ကဲ့ လူဘဝထဲမှာလူရဲ့လို့ရှောက်နှမ်းလာတာဘသူရဲ့ကျေးဇူးလဲလို့မေးရင်မိဘနှစ်ပါးရဲ့ကျေးဇူးအရင်ဆုံးသိရပါလိမ့်မယ် ဒါ ဟု ဟုတ် တ် ပြီဗျာ ဟုတ်လားနော် မှန်ပါ ဒါကြောင့်အခုကျွန်တော်တီးပြတဲ့သချင်းဟာကျွန်တော်သာသနာအလူတိုင်ကအလူတိုင်ကမှဒီနေ့ငွေရှိလို့လူချင်းမဟုတ်ပါဘူး မှန်ပါ မမ သိလို့လူချင်းပါ ဟုတ်ကဲ့ လူတဲ့နေရာမှာမျိုးမျိုးရှိပါဟုတ်လားနော် ဟုတ်ပြီ ဒါကြောင့်ကျွန်တော်ကဒီသချင်းလေးနဲ့မှတ်တမ်းတင်ဂုဏ်ပြုနေတာကခုနတီးသွားတာတီးချက်ပါ ဟုတ်ကဲ့ ဒီတစ်ခေါက်ကတော့အစိုးပါသူ့ရဲ့သချင်းပါ မှန်ပါ ခုနတီးခဲ့တဲ့သချင်းပါ ဟုတ်ကဲ့ အလူတကအလူမအတွက်တိတ်လိုက်ဖက်တဲ့သချင်းပါ ဟုတ်ကဲ့ ကိုတက်ရဲ့အိမ်မှာဖွင့်နေတာရိုးနေလောက်ပါပြီဒီသချင်းဟာလေဟုတ်လား ဟုတ် မှန် ကဲ့ ပါ နော်ကျွန်တော်ခွေမထွက်သေးပါဘူး ဟုတ်ကဲ့ ဒါပေမဲ့ကျွန်တော်ကြံတဲ့အပေါင်းအသင်းတွေပေါင်းတယ် ဟုတ်ကဲ့ ဒါပေမဲ့ကျွန်တော်အော်ဒီယိုသမားတွေကိုပို့ချစ်တယ် မှန်ပါ ဘာဖြစ်လို့လဲဒီဝါသနာဟာဘယ်သူမှမထိခိုက်ဘူး ဟုတ်တယ် ကျွန်တော်ဒီလိုတွေ့တယ် ဟုတ်တယ်ဗျာ အဲ့ဒီအော်ဒီယိုဝါသနာဘယ်သူမှမထိခိုက်ဘူး မှန် မ ပါ မ ကို့နားနဲ့ကိုယ့်ရဲ့စိတ်ခံစားချက် ဟုတ်ကဲ့ အပြင်ကိုထုတ်ပေးတာ ဟုတ်တယ်ဗျာ ဟုတ်လား မှန်ပါ တချို့ကစောင်းပေါက်ကြီးတွေအများကြီးပါမှ ဟုတ်ကဲ့ လိုးတွေအလုံး80လောက်ထပ်ထားမှ ဟုတ်ကဲ့ ဟုတ် တချို့ကကောင်းတယ်ထင် ဟုတ်ပြီ ဟုတ်လား မှန်ပါ ပစ္စည်းကများတိုင်းလည်းမဟုတ်ပါ ဟုတ်ပြီဗျာ ဘူးနေတိုင်းလည်းမဟုတ် ဟုတ်ကဲ့ သင့်မှု မှန်ပါ ဘယ်နေရာမှာပဲဖြစ်ဖြစ်သင့်မှုအရေးကြီး ဟုတ်ကဲ့ မမ ဟုတ်လား ဟုတ်တယ် လူဘဝမှာရှောက်မယ်ဆိုရင်သင့်ဖို့ဟုတ်လား မှန်ပါ ဘာသင့်ရမှာလဲသူ့ဖို့ကိုယ့်ဖို့တိဖို့အရေးကြီး ဟုတ်တယ်ဗျာ ဟုတ်လားနော် ဟုတ်တယ် ဒါကြောင့်ခုနသချင်းလေးကအလူတကအလူမအတွက်ဒီဘက်ကကျွန်တော်အကိုနှဲကြီးเสียဟိုဘက်ကပြောเสีย ဟုတ်ကဲ့ ဒီသချင်းဒီလိုတီးလိုက်ရင်အလူတကအလူမအတွက်ရင်ထဲကိုဒိန်းကနေနေသွားတယ် ပီတိဖြစ်စေတဲ့အရာ ဟုတ်လား ဟုတ်ကဲ့ ကျွန်တော်ကိုတက်ကပြောတယ် तू ကစိတ်ကိုခွဲထားတာတဲ့ မှန်ပါ ဟုတ်လား ဟုတ်ကဲ့ အတန်ကိုနားထောင်တဲ့နေရာမှာ तू ကခွဲထားတာတဲ့ဟုတ်လား ဟုတ်ကဲ့ ဒါပေမဲ့ဒီသချင်းနဲ့ကျွန်တော်ကိုတွေကကျွန်တော်အလောင်းစားလုပ်ထားတယ် ပါပါလိမ့် မင်းတို့ကိုတက်ကိုရင်တုံအောင်လုပ်နိုင်ရင်စုချမယ်တဲ့ဟုတ်လား အော်အဲ့ဒီလိုလား ဒါပေမဲ့ ရင်တော်အောင်လုပ်ချင်တော့ပေါက်သေးဝင်ထိုင်လို့ပြောလိုက်လी တိရိဓမ္မသောကမဟာယာသာရေတွေမောင်း7,400တောင်ရေကမောင်းက7,400တောင်မှာလူတော်မူရှာစီရီအပေါင်းက7,400တောင်ပါတိရိဓမ္မသောကမဟာယာသာရေတွေမောင်း7,400တောင်ရေကမောင်းက7,400တောင်မှာလူတော်မူရှာစီရီအပေါင်းက7,400တောင်ပါအာတောကယာမကြောင်းကြီးဝိဟာဘောမှာကိုယ်တော်တိုင်းမတ်တဲ့ရခါကြီးညိုတော်မူရှာအာတောကယာမကြောင်းကြီးဝိဟာဘောမှာကိုယ်တော်တိုင်းမတ်တဲ့ရခါကြီးညိုတော်မူရှာလဝမြင်မမြအစင်တင်သိပါမှာကုသိုလ်ကောင်းမှုတွေဟာကွက်ကွက်ခွင်ခွင်နင်းနေပေါ်ထွက်လာဒီနေ့ပြုသမျှကောင်းမှု ဟုတ်ကဲ့ ဘသူကြောင့်လဲလို့မေးရင် ဘယ်သူကြောင့်လို့ဗျ အမိအဖတွေကြောင့်ပါ မှန်ပါ မ ဟုတ်လား ဟုတ်ကဲ့ အမိအဖတွေကြောင့်ကျန်တဲ့ကျေးဇူးမပြောလို့ပါကျွန်တော်ခုနပြောသလိုပဲ ဟုတ်ပြီဗျ ကြီးစုံလက်စုံနဲ့မွေးပေးလိုက်တဲ့ကျေးဇူးကိုဆက်မယ်ဆိုရင်မကုန်ပါဘူး ဒါပေါ့ဗျာ ဟုတ်လား ဟုတ်ကဲ့ အဲကြောင့်ဒီနေ့ကို၌သားသမီးတွေရလာမှသိတယ်ဆိုတာလူကြီးတွေဆုံးမတာသိမှန်တာ အားလုံးသိပါတယ် ကို၌မိဘနေရာရောက်မှမိဘရဲ့ကျေးဇူးကိုသိတယ်ဆိုတာသိမှန် သိမှန်တော့ မမ ဟုတ်လား ဟုတ်ကဲ့ ဟုတ်ကဲ့ ဒီနေ့ကျွန်တော်အမမထွေးငယ် မှန် သမီးလေးနဲ့သားလေးမွေး ဟုတ်ကဲ့ သားရဲ့သမီးရဲ့လို့ဖြစ်လာတဲ့ကလှူမယ်လို့ရည်စူးတာ မှန် အဲ့ဒီလူချင်းစိတ်ဖြစ်ဖို့ပဲရည်ကြီးတယ် မိခင်ဖခင်နဲ့
ကြံတာနောက်ကသူ့ဟာနဲ့သူလိုက်လာလိမ့်မယ် ဟုတ်တယ် ဟုတ်လား ဟုတ်ကဲ့ အဲ့ဒီလူချင်းစိတ်ဖြစ်ဖို့ပဲ မှန်ပါ လူချင်းစိတ်ဖြစ်ပေါ်နေဖို့အရေးကြီးတယ် ဟုတ်တယ်ဗျ နောက်ကလိုက်လာလိမ့်မယ် ဟုတ်ကဲ့ ပူစရာကိုမလိုနောက်ကလိုက်ကိုလိုက်လာမယ် မထွေးငယ်ရစဉ်းစားတော့ကိုသက်ကနောက်ကလိုက်လာတာ ဟုတ်လား ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်ကိုပြောသလိုပဲကိုစတီးချန်တွေကစက်သားတုံးလေးသူများဖဲ့ကြွေတော့ကိုလည်းလာပြီးပြန်ဖဲ့ကြွေ မမ ဟုတ်ကဲ့ ဟုတ်လား ဟုတ်ကဲ့ သူများကိုစက်သားကြွေရင်ကိုလည်းစက်သားကြွေ တွေးတာပေါ့ သူများအယိုးကြွေရင်ကိုလည်းလာအယိုးနဲ့ထိုးမှာ ဟုတ်တယ် ဒါလူတဘာဝ မှန်ပါ ဟုတ်လား ဟုတ်ကဲ့ ဒါကြောင့်ဒီနေ့ကျွန်တော်အကိုနဲ့အမလူတဲ့နေရာမှာတိတ်အရေးကြီး ဟုတ်ပြီဗျ ဟုတ်လား မှန်ပါ ဘာရေးကြီးတာတော့ ဘာပါလေ ငွေတွေအများကြီးပေါ်လို့လှူတာမဟုတ်ပါ ဟုတ်ကဲ့ ဘူးဒီနေ့လှူခြင်းလို့ကိုလှူတာ ဟုတ်တယ်ဗျ ဒီလိုအတွက်က ဟုတ်ပြီ လှူခြင်းလို့ကိုလှူတာ မှန်ပါ အဲ့လှူတဲ့နေရာမှာကျွန်တော်အကိုအကုန်လုံးဖက်ဖက်ကဝိုင်းဝန်းကူညီကြ ဟုတ်ကဲ့ ဟုတ်လား ဟုတ်ကဲ့ ဘာမှမလို့ကျွန်တော်ကိုပြောသလိုပဲလက်ဖြောက်တစ်ချက်တီးလိုက်တာနဲ့အကုန်လုံးရောက် ဟုတ်ကဲ့ ဟုတ်လား မှန်ပါ ဒါဘာဖြစ်လို့လဲ ဘာပါလေ သူ့ကူမကိုကူတယ်တဲ့ဟုတ်လား ဟုတ်တယ် သူများကိုပေးဆက်ခဲ့လို့ကိုယ်လာပြီးပြန်ပေးဆက်ကြ သဘောကတော့ကိုယ့်လက်သွားမှသူ့လက်လာမှာပေါ့ ဟုတ်လား ဟုတ်တယ် ဒါကြောင့်အရေးကြီးတယ်အရာရာမှာလောကကြီးမှာငွေနဲ့ဆုံးဖြတ်တဲ့လူဟာအဲ့ဒါလူအ ဟုတ်ကဲ့ ကျွန်တော်ဒီလိုပဲတွေ့ မှန်ပါ ငွေရနေရာတိုင်းမှာအသုံးဝင်ပါ ဟုတ်တယ် သို့တော့ငွေမရှိရင်လည်းမတင့်တယ်ပါ ဟုတ်တယ်ဗျ ဟုတ်လား တို့ပေမဲ့အမျက်ဆုံးကတော့စိတ်တက်ပေါ့ဗျ မှန်တာပေါ့ဟုတ် ဟုတ်ကဲ့ လားနော်ဒါကြောင့်သီရိဓမ္မသောကမဟာရာသာဘယ်လောက်လူလာတဲ့တော့ရေရင်မောင်း8400ရေငံမောင်းက8400မှာ ကန်းကုံအောင်လူခဲ့တယ်ပြုတ် ဒီနေ့ကျွန်တော်အကိုနဲ့မှအဲ့လောက်လူတာမဟုတ်ပါဘူးဟုတ်လားဒါပေမဲ့လူတက်ရင်မြက်တာလူတက်ဖို့ရေးကြီးတာ ဟုတ်ကဲ့ ရေရင်မောင်း8400ရေငံမောင်းက8400မှာ ရေတွင်းနေရေကန်းနေဇေဒီကြီးများစွာလူခဲ့ပါတယ်ခင်ဗျ ကောင်းတယ်ဟုတ်ကဲ့ လူတော်မူရှာစေရီပေါင်းက8400မှာရေရွှေ8400ရေကမောင်းက8400မှာ ဟုတ်ပြီ လူတော်မူရှာစေရီပေါင်းက8400မှာတဲ့ အာတော့ကမင်းကြီးလူခဲ့တာကိုတင်သားတဲ့တင်းသချင်းတစ်ပုဒ်ပါခင်ဗျ ဘလောက်ကြက်တည်ရှိတာ ရှိတာပေါ့ နော်မြမဆိုင်တွေကရှေ့ပိုင်းမှာတဲ့ကဒီလိုလေးတွေတီးနေရင်ပြိဿလည်းယဉ်ကျေး ရင်ကြီးတယ် ဆိုင်လည်းယဉ်ကျေးတယ် မှန်ပါ ဟုတ်လား ဟုတ်ကဲ့ တီးနေတဲ့ပုံကိုယ်တွေလည်းယဉ်ကျေးတယ် ဟုတ်တယ် အခုတော့ခင်းနဲ့ညီလောက်ကြရတော့ခုနကဘယင်ဝေစားနဲ့ဂျိုင်းအပြဲနဲ့ကျယ်သီးမပါတဲ့ဘယင်ကလည်းဘူအောင်နေလှုပ်လို့လှုပ်ဒါကတော့ခေတ်ကာလရလှုပ်ရတာကို ခေတ်ကကြာပြူနဲ့ဘူအောင်နေမပိုင်ဇက်အငိမ့်ဆိုင်ရန်ဖြစ်တဲ့ခေတ်ပါခင်ဗျ ဟုတ်လား ဟုတ်ကဲ့ ဒါလေးကိုဟောဒီတေးသချင်းကိုမြက်ပြူးရဲ့စီဒီကိုယ်ထဲမှာထည့်ထားတာလေးကိုကိုခိုင်တု ဘောဘောလူ စိန်မြက်ပြူးကထူးတဲ့ယောက်ျား မမဘောက်ကြွားတာမဟုတ်အလုတ်ကိုကြည့်သိရမယ်ပ ခန္ဓာလက်ထများမှာဆရာ ဝါဖကစီနော်ညံလို့ ဟုတ်ကဲ့ကိုခိုင်တု ခင်ဗျာ အတိသဘောထံဖွင့်နေမယ် နားစမအေးရှေ့ကိုကြည့်ဟမ်ကလေးတို့လာပြီဟောအေးသီရိဓမ္မသောကမဟာယာသာရေရီမောင်း8400ရေကမောင်းက8400မှာလူတော်မူရှာစေရီမောင်းက
ဟာယာသံရေရွှေရှစ်တောင်းလေးတောင်ရေကမောင်းငါရှစ်တောင်းလေးတောင်မှာလူတော်မူရှမ်းစေရီပေါင်းငါရှစ်တောင်းလေးတောင်မှာအတော်ကာယာမှာကြောင့်ကြီးဝိဟာဘောမှာကိုရောတိုင်းမတည့်ရခါညီညိုတော်မူရှမ်းအတော်ကာယာမှာကြောင့်ကြီးဝိဟာဘောမှာကိုရောတိုင်းမတည့်ရခါညီညိုတော်မူရှမ်းလဝါရီမှာမြတ်အစင်းတင်ဒီပမာဘုလိုအောင်မူတွေဟာကွက်ကွက်ကွေးကွေးမြင်လေးကွက်ပေါ်လာသာသနာတရားကမင်းကြီးတို့ပမာတရားတရားနဲ့နာလူတော်မူနေတာသာသနာတရားကမင်းကြီးကဲတို့ပမာသရတရားနဲ့သာလူတော်မူပြီးရှာဒီအလုတကအလုအမများမဘုံစင်စံခံပြီးမှနိဗ္ဗာန်မြတ်မှာမလွယ်ရောက်မာ စေရနာသောပြပါလောက်ဆရာမင်းကြီးရမွေရာနတ်နာစီရဲ့ဆိုရွှေအောင်လာဝါကုန်းကိုပြန်ဆိုတာနတ်နာစီရဲ့ဆိုရွှေအောင်လာဝါကုန်းကိုပြန်ဆိုလိုက်တာသရတရားနဲ့သာလူတော်မူနေတာဒီအလုတကအလုအမညာမဘုံစင်သာခံပြီးမှနိဗ္ဗာန်မြတ်မှာမလွယ်ရောက်တော့မာမလုံးနဲ့လေဆိုင်ရကြည့်ဆိုပြီးချင်ကျုပ်တို့ဝါဖောက်ခနဲ့ချာမှာအေးအခုဝါကြီးကကြံနေတာအဲ့ဒါပိုးနေတာဝါပိုတာအဲ့ဒါခမရအဲ့ဒါဆိုဝါမားတာနေပြီပဲအဲ့ဝါမားနေနေဟမ်အဲ့ဒီဝါမားနေနေပြန်တီးကြည့်ကျုပ်ကတော့မမဟုတ်ဒီဝါကတတ်မဲ့လေမားစရာမှမရှိပဲအေး
အဲ့ဒါဆိုဘယ်လိုမှားတာ ဟမ် ပြန်တီးကြည့်တယ် အခုတစ်ခေါက်လောက် နောက်တစ်ခေါက်လား ဟုတ်တယ် ကြံခဲ့တာ ကြံခဲ့ ဝမ်းကြံခဲ့ ဟုတ်တယ် ဟုတ်လားအဲ့ဒါမှားနေတော့ဝမ်းမှားမမှားပါဘူး ဘယ်လိုဖြစ် စီးစာဝါစာဆိုတာရှိတယ် ဟုတ်ကဲ့ ဒီလုံးတစ်ပုတ်မှာ မှန်ပါကဲ့ ကျွန်တော်တို့ဆက်ဖွင့်တဲ့နေရာမှာလဲကျွန်တော်အကိုပြောသလိုအကုန်မတင်လိုက်ကခြံထားရ နည်းနည်းတော့ခြံထားတာ စထွက်ထဲအကုန်တင်လိုက်တော့နောက်တင်စရာမရှိတော့သူလိုပဲဟုတ်လား ဟုတ်ကဲ့ အခုစိုင်းတီးလုံးတစ်ပုတ်တီးတဲ့နေရာမှာလဲစီးစာဝါစာရှိ ဟုတ်ကဲ့ ဝါတဲ့နေရာမှာစီးနဲ့ဝါမှာ ဟုတ်တယ် စီးလို့ဝါလို့ဝါရင်ခဏလေးနဲ့ပြုတ်တယ်ဟုတ်လား ဟုတ်ကဲ့ နော်အဲဝါသိပ်ရေးကြီးတယ် အိုး အစည်းစာဝါစာလို့ခေါ်တယ် ဟုတ်ကဲ့နေရ ဘယ်နှခါပြန်တီးတီးဒီနေရာဒါကြံနေဦးမှာ ဟုတ်ကဲ့ ခင်ဗျာဒါဝမ်းမလို့ပါဗျာတိတ်မှမရှိတာ ဟုတ်ပြီဟုတ်မယ်နော် ဝါမိုင်းအဲ့ဒါဟိုဘက်ကနောက်တစ်လုံးနဲ့လဲတီးလိုက် ရော့ရော့ခုနတတ်မဲ့ဆိုတော့ကိုကဝမ်းမိုင်းဟိုကမန်းလို့မထင်ဘူးဒါပေမဲ့ဟုတ်တယ်အဲ့ဟိုကရမ ယူဝမားတာ အင်း အထိုင်မှမကြဘူး อืม ပြန်တီးကြည့်မယ် ဟုတ်ကဲ့ နော် ဒါဒီဝမ်းနဲ့လေထပ်ဖြစ်တာ ဒါတော့အဓိပ္ပာယ်မရှိတော့ဘလို့ဤပါလဲ မင်းငါပြောပြီးပြီဘယ်နှခေါက်ပြန်တီးတီးဒီနေရာကြံဦးမှာပဲလို့ ဟာအဲ့နောက်ဆုံးခါဗျာဝပြင်းနဲ့တီးလိုက်ရင်တော့မကြံပါဘူးနော် ဒါဟုတ် မကြံအောင်လို့ ဟုတ်တယ် တီးတဲ့နီးစနစ် မကြံဘူးဝပြင်းနဲ့တီးမကြံ ဝပြင်းနဲ့မင်းဘယ်လိုတီးမှာလို့ဝပြင်း အာဂျင်းကြီ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 းပတိပတိပတိကြီးဒီပတိကြီး အဲ့နေရာမှာ तू ကဝပြေးနဲ့လိုက် တဲ့ရေးရေးရေးတက်ကြီး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 ဒီပတိကြီး ဝါပြောင်း အဲဝါပြောင်း စိတ်ညစ်မတီးနဲ့တော့ तू ပါဇက်နေတာတီးခိုင်းလိုက်တော့ ကျန်တာပဲ ဒီဝါလဲမှာဒီဝါလဲမှာ အဲ့ဝါမိုင်းမဲဟိုမှာ နောက်တစ်လုံးရှိသေး မ တယ် ဟုတ်ဘူးကိုတစင်းအလွိုင်းနေဖြုတ်ပြီးတော့ဟိုနှလုံးရိုက်လိုက်အဲ့ဒါဆိုမပါတော့ အဲ့ဒါဆိုမှဝါလိုက် ။အော်ဒါဆိုရင်စီးနေဝါကဂီတရတာ ဟုတ်တယ် ဟုတ်လား မှန်ပါ စီးနေဝါစီးနေဝါ ဟုတ်ကဲ့ စီးနေဝါစီးနေဝါစီးနေဝါလေးစီးနေဝါစီးနေဝါလေးစီးနေဝါဒီလိုလားဒါလား မှန်တယ်ဗျာ ဒါဆိုရင်ဝါရတာပေါ့ ဝါရဲ့အရာပါလေးပါ စကားရတာမခံမဲနဲ့ကိုဝါလူ ဘုရု ကြားရတဲ့ပြိဿအပေါင်းသောတာမှာနဝင်ညိတ်ပြီဖို့ဒီလိုကုန်ပြရအောင် ဖတ်ကြမယ်ဗျာ နောက်ပိုင်းရဲ့အရသာတွေပါကလေးတို့ဘာသာ စိုက်ဆိုရဲဟာလေ ဟေး စေနာသောပြောပါလောက်เสียမင်းကြီးအငွေရာ စေရနာစွာပြောပါလောက်ဆရာမင်းကြီးအမွေရ နတ်နာစီတဲ့ဆိုရွှေအောင်သာဝါကုန်းကိုပြန်ဆိုတာ နာလာရှိတဲ့ဆိုရွှဲအောင်သာဝါကုန်းကိုဖြာဆိုတာ ဘုလို
မောကလိဗုဒ္ဓမြတ်ယဟန္တာခြေရင်တော်မှာမောကလိဗုဒ္ဓမြတ်ယဟန္တာခြေတော်ရင်မှာလက်ဆောင်မော၍ရှင်ဖို့ပန်းထွားသီလိုကြောင့်ဖြင့်လျောက်ထားပြန်ရာလက်ဆောင်မို့၍ရှိကိုပန်းထွားတိလိုကြောင့်နေရောက်ထားပြန်ရာတပည့်တော်မှာလူသောဌာနဟာသာသနာမွေကထိုက်ပါပြီလားဖယားမြတ်သောမင်းကြီးမဟာယာဇာကိုရင်လိုက်ဖြစ်သောဗုဒ္ဓသားကိုသာသနာမွေကံသို့တွင်မှသာအမွေခံလိုက်တာဘယင်အားတော်ကကဲတော်မှာသာတော်သမီးတော်လူတဲ့နေလာဗနာတရားနဲ့သာလူတော်မူ၏ရှာဤအလုကအလုအမများသာမဘုံစေစံခံပြီးမှနိဗ္ဗာန်မြတ်မှာမလွယ်ရောက်တော့မာဟိုလူဘုရုဒီလိုတေးသချင်းကိုလိုချင်တာကဟုတ်လားဟုတ်ကဲ့မြန်မာမှုမြန်မာဆိုင်နဲ့ထွက်ပေါ်လာတာကိုလိုချင်တာဟုတ်တယ်ဗျာဟုတ်လားဟုတ်ကဲ့ဒါပေမဲ့ဘယ်သူမှလည်းမပြောလို့မှန်ပါဗျာထွက်လာတော့ခေတ်လိုထွက်လာတော့ကျွန်တော်တို့စိတ်မကောင်းမိတာဒါကိုဆိုလိုတာပါဟုတ်လားမောကလိဗုဒ္ဓမြတ်ယဟန္တာချင်းရင်တော်မှာလက်ဆောင်မိုး၍ရှင်ခိုးပန်းထွားသီလိုကြောင့်ဖြင့်လျောက်ထားပြန်ရာဟုတ်ကဲ့ဒါကိုလိုချင်တာမြန်မာမှုဟုတ်လားဟုတ်တယ်မနေ့ကတနေ့ရတွေကအကုန်လုံးကပြင်မနေကြဟုတ်တယ်ဗျာအခုတည်းဆိုင်ရလဲမသိမ့်သေးဟုတ်ကဲ့ပြင်မနဲ့လူတွေကလည်းအလူတကာကြီးကလည်းအိတ်လို့အားပေးတာပါဟုတ်လားကျွန်တော်ကိုဒီလူတော်မင်္ဂလာဝမ်းသာတယ်ဗျာဟုတ်တယ်ဘာကြောင့်လို့ဆိုတော့စပ်ပိုင်းဆိုင်ရဟုတ်လားမိပိုင်းဆိုင်ရမှန်ပါဆိုင်ပိုင်းဆိုင်ရဟုတ်ကဲ့ဒီပွဲကြီးဒီလိုကြည်ပြီးတော့နောက်ပွဲသူတို့မစင်မေးပြန်ရဲ့အလူတကာအလူမတွေမစင်မေးပြန်ရဲ့ဟာတို့ကြည်တာတော့ကတစ်မျိုးဟုတ်တယ်အခုကြတော့တစ်မျိုးဆိုတာအပြောခံရတတ်တယ်ဒီလိုလည်းဖြစ်တယ်လောကလူသားတွေကိုမှန်ပါဗျာဟုတ်လားဟုတ်တယ်ဒါပေမဲ့လည်းကျွန်တော်ကိုတို့ရဲ့အလူပွဲမှာတိတက်စီကားစီချင်တာစေတနာပါဗျာတိတက်လည်းကောင်းစေချင်တို့လူတကာကလည်းတိတက်ကောင်းစေချင်တယ်